လူတွေကကိုယ့်ကိုယ်နိုင်တယ်လို့သာထင်တာတကယ်တော့မနိုင်ကြဘူးကိုယ့်ကိုယ်ရှုံးပေးရတယ်သူများသာနိုင်နေတာကိုယ့်ကိုယ်ကြတော့နိုင်တာမှမဟုတ်တာဒါမြတ်စွာဘုရားကိုယ်တိုင်ကဟောခဲ့တာရှိတယ်လေအတ္တာဟိကိရဒုဓမောတဲ့ကိုယ့်ကိုယ်ကဆုံးမရခက်တယ်သူများဆုံးမရတာလွယ်တယ်ဘာဖြစ်လို့လဲဆိုကိုယ့်ကိုယ်ကလူကခွင့်လွတ်နေတာမဟုတ်လဲဟုတ်တာပဲကြည့်လေပကံလေးတစ်ချက်ကြကွဲတာတော့သူများကွဲရင်လည်းဟဲ့နမောနမဲနိုင်လိုက်တာကိုယ်ကြတော့မတော်လို့အကြောင်းရှာတာချင်းကိုကတူမှမတူတာသူလဲကိုယ်လည်းမတော်လို့ဆိုရင်သူလည်းမတော်လို့စဉ်းစားရမှာပေါ့မှန်ပါဗျာလူတွေကကိုယ့်ကိုယ်နိုင်တယ်လို့သာထင်တာတကယ်တော့မနိုင်ကြဘူးကိုယ့်ကိုယ်ရှုံးပေးရတယ်သူများသာနိုင်နေတာကိုယ့်ကိုယ်ကြတော့နိုင်တာမှမဟုတ်တာဒါမြတ်စွာဘုရားကိုယ်တိုင်ကဟောခဲ့တာရှိတယ်လေအတ္တာဟိကိရဒုဓမောတဲ့ကိုယ့်ကိုယ်ကဆုံးမရခက်တယ်သူများဆုံးမရတာလွယ်တယ်ဘာဖြစ်လို့လဲဆိုကိုယ့်ကိုယ်ကလူကခွင့်လွတ်နေတာမဟုတ်လဲဟုတ်တာပဲကြည့်လေပကံလေးတစ်ချက်ကြကွဲတာတော့သူများကွဲရင်လည်းဟဲ့နမောနမဲနိုင်လိုက်တာ